micro group တော့အဆန်ပြေမှာကျွန်တော်တို့တွေကနိုင်ငံတော်ကြီးမရှိသေးဘူးဗျဟာဟုတ်တယ်စင်မပြေဘူးဗျကျွန်တော်နိုင်ငံတော်ကြီးမရှိဘူးအဲ့တော့ခါကျတော့ကျွန်တော်လူတွေကဟိုနားမှာနေရဒီနားမှာတနေရနေနေရပါတော့အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကနိုင်ငံတော်ကြီးတစ်ခုကိုတီထောင်မှမှာဗျပြောရမယ်တိုင်းပြည်ပေါ့အဲ့မှာကျွန်တော်နန်းတော်လေးစောက်ပြီးတော့ခါကျတော့နေရနေအတူတူစောက်ပြီးတော့ခါကျတော့အဲ့ဒီမှာအိမ်နေနဲ့ကျွန်တော်အတူတူနေသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဇလန်လေးကဘယ်လိုဖြစ်သွားမလဲတကယ်တော့တိုင်းပြည်ထူထောင်နိုင်ခဲ့မှာမလားဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ကြအောင် subscribe လေးနဲ့လည်း like လေးနဲ့လည်းလုပ်ပေးတော့ကြပါကြည့်တော့ဆိုတော့ let's go ငါလည်း one page ကြီးဟောလို့1 page ကြီးမှလူပြီးမသိဘဲနေမလားအဲ့လိုနဲ့လမ်းသွားရင်ကနေကျွန်တော်တို့နန်းတော်ကြီးဘယ်လိုစောက်ရမလဲဆိုတော့ကျွန်တော်ရဲ့သူငယ်ချင်းကိုသွားမေးဖို့လုပ်တယ်ပေါ့နော်ရောင်ကြီးထွန်းပရိုအဲ့လိုမဟုတ်ငါပြောမယ်ရောင်ထွန်းပရိုအဲ့လိုမဟုတ်အတန်ကြားလားအေးအတန်ကြားရင်ပြောမှာကွာအဲ့ဒီဟာကိုလေးဘလော့ပေါင်းပြီးတော့လုပ်တဲ့ဟာလုပ်လိုက်ဟိုကွာငါတော့အဲ့ဒါဘယ်လိုခေါ်လဲငါနာမည်မေ့တယ် yes ဆရာသမားဦးအဲ့နေသေးအဲ့လိုနဲ့ကျွန်တော်တို့တွေဘယ်လိုလုပ်ရမလဲသိတဲ့အခါကျတော့မျက်ရှင်းကြပါရဲ့ဆရာကြီးလည်းမျက်ရှင်းနဲ့ပေါ့ရောက်လာတာပါပဲအဲ့လိုနဲ့ကျွန်တော်ကသူ့အစာပိုင်းလေးစောက်ခိုင်းပြီးတော့ခါကျတော့ကျွန်တော်အပြင်ခဏထွက်လာခဲ့လိုက်တယ်ပေါ့နော်လမ်းကြုံတာနဲ့တံတားလေးပါလောက်ခဲ့ပြီတော့ချီချီဒါလေးကပူကြတယ်နော်ကြောက်တယ်ရတယ်ကြောက်တယ်ဘူးမကြောက်တာလေရတယောက်ဟာဒီမှာဟုတ်လားနန်းတော်လေးလေတဲလိုက်တာကွာမင်းတို့ဟာကြီးအမင်းမဟုတ်နန်းတော်လေကွာနန်းတော်ကဒီလောက်ဆိုတော့ပြီပေါ့နန်းတော်ပြီးမှမင်းနေရနေပါလေကာပြီးမှလုံးဝဟိုကအကြီးလောက်ပါလေအဲ့ငါဝေါ်လို့မင်းတို့နန်းတော်ပြီးအောင်လုပ်လိုက်ကွာအေးโอเคနန်းတော်ဆောက်တောင်ဆောက်ကြပေါ့အဲ့တော့လုံးပါလို့လေးတို့ခက်လာအေးနွားတို့ဒီမှာနေပြီးနော်နိုးစားနွားဆိုရချီစားနွားနဘေဘာကပြန်ပေးလေဘာကပြန်ပေးအဲ့လိုနဲ့ကျွန်တော်တို့တွေတာဝန်နေသေးသေးခွဲပြီးတော့အတူတူစောက်ကြတယ်ပါကောက်တယ်အဲ့ဒါပဲgive me you are best now ဒီဥစ္စာယူရဟုတ်တယ်အဲ့ဒါအဲ့ဒါဟတ်ကီရီဟာဒါဟာဒီရပါဒီလာရောပေါ့လေအစာပေးတယ်ရ哎呀，鸡蛋呀，啥有便宜呗？啥有便宜呗？对，有瓜，你讲瓜吧一个。好。哈。快点那边，快点那边到来。哎呀。မဟုတ်ဒီမှာဘလော့ပြောင်းတာဩမကောင်းဘူးကွာဒါလည်းမကောင်းဘူးညဟိုမှာသူ့စီမှာမင်းနှစ်ခုကလွဲနေတာသူ့စီမှာလို့မင်းနှစ်ခုလွဲသွားတာဟိုမှာသူ့စီမှာလက်တော်ရိုက်ပစ်ကနှစ်ခုရှိတယ်ဒီမှာပေးပြန်လဲပေးလိုက်တဲ့ဟုတ်ကောဟိုညထုံးဘလို့ဟိုပေးမယ်ယူမလားနန်းတော်ရဲ့ height ကဘယ်လောက်အော်အေးခဏလေးအောင်ဆိုရင်1 2 3 4 5ဘလို့တိုက်တာကိုစောက်ပေးမယ်လို့6 9 8 okay ဟောလားဒါမင်းတေးလိုက်ရောက်သွားမှာပေါ့ဒါမင်းတေးလိုက်မင်းတေးလိုက်အိမ်ပြန်ရောက်တယ်မဟုတ်ဘူးလားဒီလက်နော်အိပ်ပဲပြကိုတိုင်းကဆင်းပြေးလားဩဟိုနေရမင်းတို့ဒီမှာတော့တေချာကြည့်အောင်ရဘလော့တွေလွဲမယ်တေချာကြည့်ကြအောင်ဘလော့တွေလွဲမယ်မဒီမှာရမပိုရှင်ဒီပိုရှင်တွေ့လာရဒီပိုရှင်ဒါပါလေကြောက်ခဲအဲ့ဒီကြောက်ခဲကြိုးပြီးသားနဲ့လောက်ရတယ်ဟာပေးပါတော့အာယုံကိုလာတို့လိုပြစ်လိုက်ပြစ်ပြီးရင်အောက်ကကန်ဖိုင်ရမှာမီးချစ်လိုက်ပြီးရင်ဒါလေးဖွင့်လိုက်အမဒီနားမှာလာနေလေမင်း level လိုတာမဟုတ်လားဒီနားမှာလာနေအဲ့ဒါမဲ့သူ့အာယုံနဲ့အမြဲတမ်းပြန်ပြင်ပေးရမှာနော်သူက3မိနစ်လောက်တော့မင်းဒီနားမှာထိုင်ဆောင်နေတယ်ရော့သူပြတ်သွားရင်ပြန်ပြင်ပေးထားအဲ့ဒါနဲ့ကျွန်တော်သူ့ကို HP farm ဘယ်လိုလုပ်ရမလဲဆိုတော့ပြခဲ့တယ်ဗောနော်သူလည်း HP လိုချင်တယ်ဆိုတော့လေ
ဘာမင်းနဲ့ငါနဲ့တွေ့မှာအော်ဒီမှာတွေ့ပြီ တိုင်းဒီကကြာပြီနော်ဒီကပြင်တော့ ဟျောက်ရေးဟျောက်မင်းတစ်ချက်သေးပဲဟျောက်မင်းတစ်ချက်သေးပဲဟျောက်စေးထရပြီဟျောက် ဟမ် စေးထရပြီ မရတယ်ငါလောက်တော့မရဘူး ဟျောက် efficiency 4 I'm breaking 3 ကြာပြီလူဝိုင်းရတယ်မလို့တော့ဘူး ဟျောက်အမ နော် အမေတစ်ချက်သေးပဲ ကျွန်တော်အာမိုင်းဆိုဆောင်းရမ်းမှာပါ ဟာဟျောက်မင်းဘာနေလောက်လိုက်တာမလို့ဒါဆိုရင်တော့ကျွန်တော်အိမ်ကြီးစောက်လိုက်ကြအောင်အာနန်းတော်ကြီးပါကွာနန်းတော်ကြီးစောက်လိုက်ကြအောင် My heart rages around like an ocean in my head because there are so many things that I left unsaid. I can almost feel you walking in the distance, but I know that is not reality. If you are echoing inside these parallel dimensions all alone, now I'll find you in my dreams. My heart rages around like an ocean in my head. ဆေးရ မတိုင်းနေပြန်ပြင်ထားလေတိုင်းနေပြန်ပြင်ထားဝေး အပေါက်ကပဲနားလောက်ပါ လေးပေါက်လုံးဖောက်လိုက်ကြားလို့ ဒီဘောလောက်တော့ဖောက်ပြုတ်လေးဒီမနာတော့ဖောက်လား ဟုတ်လေးပေါက်လုံးဖောက်ပလိုက်လေးကြားလို့ ဒီလိုက်ရောဒီတော့နည်းနည်းပါရသေးတယ်ဒီတော့ဖောက်မှတော့ကြပါ အော် ဒီနေရာမှာလက်ဆင်ပါ တည်တယ် ဒီတော့လေးကိုအချိန်ပေးယူလောက်အောင်အဲ့ရ ဒီစီရဆုံးတယ်ဒီလိုပဲရှောက်ရှောက်နေတယ် ဘယ်လိုလဲဆိုကောင်းတော့စင်မပြေဘူးနော်ဘယ်လို ဟုတ်ကဲ့တော့မလားတာပါရဲ့ဒီနားလေးကိုလေကြာဒီကလေးကိုလေ ခဏဒါလေးနည်းနည်းပြန်တက်โอ้ဟုတ်တယ်မိုက်တယ်အဲ့လိုမျိုးမိုက်တယ်ဒီနောက်မှာ diamond လေးတက်လိုက်မယ်ဒီပုံမှာ လုံးပါနဲ့ brother ရဲ့မာသားမနေရတယ် ဘာလို့ဩ စားတယ်ဘယ်စားတော့အဲ့လိုဒီလိုရက်တာလိုက်တာbrother ရဲ့အထက်လေးကိုလို့ဆောက်ပြမလို့စီမံအောင်ဆက်ယူမဆက်ယူလိုက်အာ bro ကျွန်တော်မေ့နေတာ ပေါ်လာတော့ဆောက်လာ okay အဲ့လို okay thank you ဟာမော်လို့တယ် ဒီမေးရဝါမယ်သူရှိနေတာပြင်ရတယ်ငါမှလည်းရှိတယ် ဒီစကောလည်းဒီရော ဒီစကောငါမဖွင့်တတ်တော့ဘူး ဒီအလဲအားဟာတွေကိုဒီလိုမျိုးဒီတက်သားပြားလေးနဲ့ထည့်ပေးပါလားဟုတ်တယ်ကောင်းတယ်အဲ့လိုနဲ့ကျွန်တော်တို့ဒီနန်းတော်ကိုပြီးအောင်စောက်လိုက်တယ်ဗောနော်။တိုင်နေရောပါအဲ့မှာဘောင်းနေရောပါလုံနေတာတော်တော်လေးတော့ကြာရဲ့။အချိန်တော်တော်လေးပေးရပါတော့ဒီနန်းတော်စောက်ရတာပုံမှန်အိမ်တက်တော့တော်တော်လေးပေးရပါရဲ့။အားနဲ့ကျွန်တော်တို့တွေကဒီမှာအပြင်မှာလုံးဆက်ရှိရဆိုပြီးသွားမယ်ဆိုပြီးတော့ခါကြတော့ကျွန်တော်ခီးထွက်လာတယ်ဗောနော်။အဲ့မှာကျွန်တော်ဘယ်နေရာရောက်လဲဆိုတော့ 没有，我知道几点。大家一点的方法，大家比较早点。ဘလို့ရှိမှာလေ
ကောင်းတာဗော ရောက်ပြီဗျာ ဘာ မောင်လေး အာ bro မခေကြီးပဲ what the တဲ့ဘာရော ပေါ့ကြီးနေတာမို့ဘာကြီးလဲ ဒီကောင်လေးဖတ်တာ အေးပါကွာဟာဟိုနားလေးကဘာကြီးလင်းလား တက်လေးပါကောင်းပါရောအိုးကူမူဘီနဲ့အဲ့ဒါတက်တယ် ဟာ ဒီတော့လား ဟုတ်တယ် ဒီစားတယ် ဟာအော် ဒီပါကွာဒါစပက်ရှာပြတ် ဟုတ်တယ် stretcher ပဲအဲရောင်းတော့ရောင်းอ่ะ ငါလာနေ ဟုတ်ပါကွာကြောင်းကြောင်းอ่ะအဲ့နဲ့ကျွန်တော်နန်းတော်မပြီးသေးရနဲ့အိမ်ပြန်လာပြီးရခါကျတော့အဲ့နန်းတော်ပြန်လောက်ရတယ်ဗောနော် လမ်းကြီးနဲ့လွန်တာပေါ့ ဘရိုဆက်တဲ့ရှင်အမိုက်ပဲအဲ့ဒါအဲ့ဒီ drone စီးလို့အဲ့ကောင်လေးစီးလို့ရတယ် တောင်းတော့ဖြစ်တယ် ရလိုက်မတည့်ရလိုက်ဘရိုဘယ်နှမလိုက်သေးကြလား လာနံပါတ်1 အော်ဒီရှေ့ဟာဖြစ်လောက်တယ်ဆိုဟုတ်တယ်ရပြီရ ပြုတ်ကြမှာကြောက်လို့ကောင်း တတိချောင်းနောက်ကနေသေးရမဝင်လာအောင် တမ်းလား လာပါဦး ဟမ် လာဦးလို့ ဒါနဲ့ငါ့ဒီမှာလဲလို့လားအခြေချလို့ပါလို့ ဘရို ဒီဟိုတော့မြတ်အော်ဒီဆောင်ရှင်နေအောင်ပြောရင်နောက်ကဟိုတော့ရှောက်လိုက်တယ် အေးကြိုက်တယ် အလမ်ကြီးကြတော့လေကြလားအပိမယ် โอเคပါကျွန်တော်ကသသိန်းလောက်ကြမှာလို့ချင်နန်းတော်ဘောနေရညကြီးပဲနေရညနေထိုင်ဖို့ what the bro လာကြည့်လိုက်အထူးကြီးပဲ နော်လာတဲ့ 1 2 3 4 5ကြောက် bro တော့ထူလာလာတော့မမင်းနဲ့6ဘလော့လောက်ရှိရယ် အေးဒီကောင်ဘယ်လိုလုံးမန်းပြောကွာငါလည်းပြော bro လုတ်ပြေးလာကြည့်လိုက်အဲ့ဒါလေအဲ့ဒါ ဟိုလာကြည့်မိုင်းလောက်တာမှာနင်း ပြန်ပြီးတော့ကလားတော့ကျမကိုစောက်နေရဘယ်နှမှလည်းမသိပဲပြောင်းနေဦးဟိုမှာ ရောဟိုဆောက်တာ လာမှာအထူးကြီးပဲကြည့်လိုက်အထက်မှာ ဒီရောက်ပြောချင်တာလေ အထူးကြီးပဲလေကြည့်ရပါလားနေရညက်ဟိုမှာ ဟာအေးအမောဒါမောင်ကြီးကဘယ်လိုလုပ်ရတာ လုံးဝ မင်းတို့ဒီမှာလည်းမတိုက်ပါဘူးအဲ့လိုကြီးတယ် ရအဲ့လိုဆိုလို့ရ ပြန်လာဟိုဝါလေးတော့လို့ โอเคဘရိုအဲ့လိုဆိုလို့ရ3ရက်4ရက်လောက်ချိန်ပေးရလောက်တယ်ဒီဟာကြီး သူဆောက်ပြီးတော့ဆောက်ပြီးကတိ လက်တော့လက်နိုင်ပြင်ပြီလူပဲလွတ်တော့နော်ကျွန်တော်ဆိုလို့သွားပြောလိုက် ဆောက်ပါ ဘရိုဒီမှာနေရအောင်လာကြည့်တဲ့မိုက်တော့မိုက်တာအဲကြားရညဝိုင်း လည်းမင်းကမောင်းဟာ ညက်သွားပြီလို့ဘရိုကျွန်တော်ပြန်လာပြီအခုဘရိုဘယ်နားမှာဘရိုလာပြီ I'm so happy โอเคဆိုတော့အခုကတော့ကျွန်တော်တို့ရဲ့ဆောင်းထဲမှာဒီလေးရလည်းကြော်သွားပြီဟိုနေ့ကကျွန်တော်ဒီနန်းတော်ကြီးဆောက်ရတယ်ပေါ့နော်နန်းတော်ကြီးဆောက်ပြီးရဲ့နောက်နေ့ဒီမှာကျွန်တော်တို့ဒီမှာ PPP ကင်းကွင်းနေရယ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီအိမ်လေးဟာပုတ်ကြီးနေโอเคရွာအိမ်လေးလိုသေးသေးလေးရယ်ဟိုမှာအိမ်ကြီးရယ်တမျိုးလေးပဲဟာအိမ်လေးရအေးချေ bro အိမ်တွင်းမရောက်လာမဒါဘာတူလဲDonut home โอเคပါပြီးတော့ခါကြတော့ဟိုဘက်ကနွားနွားဆိုလိုက်ကောင်ပြောတာပါဒါကတော့ခက်ခဲတဲ့โอเคပါဒါကတော့ DMA ရဲ့အိမ်ပေါ့နော်ဒါကတော့လမ်းဘေးကအုတ်ကြားမြက်ပေါက်လေးရဲ့အိမ်လေးပါဒီကောင်လေးပေါ့နော်တနာစရာလေးပါပဲဒါပေမဲ့သူ့မှာကတော့ဒီမှာအမီ1 2 3 4 5အမီ5ချောင်းရေခဲမြေခွေးရှိရပေါ့နော်စမ်ဒီပဲ bro
Okay ဆိုတော့ကျွန်တော်နန်းတော်တဲ့သွားကြည့်အောင်ပြီးတော့ဟိုဘက်မှာကျွန်တော်တရားရပါရရှိရခဏနေကြလိုက်ပြမယ်ဒါတော့ကျွန်တော်နန်းတော်ကြီးပေါ့နော် Yeah ရန်တော့တည်ပါတင်းတော့ပါပဲ right ဆိုရင်ကျွန်တော်ဟိုဘက်ကိုသွားကြည့်ကြရအောင်နော်ဒီတရားကနေပြီးသွားမှာပေါ့နော်ဟုတ် Okay ဒါတော့ marshmallow ကြောမှဖြစ်ပါတယ် Okay ဒါတော့ကျွန်တော်ရဲ့ကျွန်းလေးပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်နန်းတော့ဒါပြီးကွယ်မှာအင်ကြီးတွေဟိုမှာဟာတတိုင်းကြီးစောက်နေပေါ့နော်တရုတ်ပြည်မှာဟာတတိုင်းကို Minecraft ထဲမှာစောက်နေပေါ့ဒါတော့ကျွန်တော်စောက်တာမဟုတ်ဘူးကျွန်တော်သိနေချင်းပေါ့နော်ဒီမှာအခုတော့လုံတုံးမရှိသေးရဲ့သူကတော့မလုတ်တာလုံးဝအထူးကြီးဗျာလုံးဝအကြာကြီးလို့မဟာကြီးလုတ်ပေးထားတာပေါ့နော် အတားပဲကြားတယ်တားရပြည့်စုံပြီတော့မြန်လို့မြန်တလုံးကြီးဆိုင်တာအဲ့လိုကြားလား ကြာတာပေါ့တို့ကလည်းဟုတ်အဒါမှကျွန်တော် မင်းကကြည့်မစိတ်မရှိဘူးမြန်သွားပြီမင်းကတော့သူစိတ်မရှိဘူးကြည့်သွားပြီ ဘာမှမဆိုင်ဘူး ဘာမှမသိဘူးပြပါလို့ မအဒါမှတန်တာလေ အနာမဲ့ဘောများတင်တယ်အဲ့လိုကြားလား ဟုတ်တယ်တကယ်ဘောကြီးအဲ့ဒါကြီးကျွန်တော်လုတ်ပြီးတော့ခါကျသူ့ကိုလည်းဒီမှာအနာမဲနေတော့အနာဘဲရီယူပေးရတယ်ပေါ့နော်ပြီးတော့ခါကျသူကပစ္စည်းပွားနေတာပါပြီးတော့ခါကျတော့ကျွန်တော်တို့ boss တက်ဖို့လုပ်တယ်ပေါ့နော်ကျွန်တော်ကတော့အဲ့နဲ့ဟိုပေါ်မှာတစ်ခုမြင်လိုက် Okay ဆိုတော့ဒါတစ်ခုပဲYo the seal wants to me ဒီကောင်ဝဲမတက်ရသေးကျွန်တော်ကောင်အကုန်တက်ပြီးသွား Okay ဆိုတော့ကျွန်တော်တက်အောင် Oh, hell no! လာတောင်းရပြီလို့ လူကမပြေးရတော့သူတို့ကမှရှားပြအောင် ဟေးဒုနဲ့ကွန်ပါကြီးကိုဲတော့ဒီ နှလုံးသားမရှိတဲ့ဘဝကိုငါပိတ်ဆက်ရလို့ ဒါတစ်ခုပဲ Yo the seal wants to me ဒီကောင်ဝဲမတက်ရသေးကျွန်တော်ကောင်အကုန်တက်ပြီးသွား Okay ဆိုတော့ကျွန်တော်တက်အောင်ဟုတ်တယ် bro ကျွန်တော် boss တက်နေတာဟာရောက်ဘာမှလုပ်လို့မရဘူးဟိုပြေးလို့လည်းမရခုံလို့လည်းမရ ဘာမှလုံးလို့မရတော့ဘူးကွာဘာမှလုံးလို့မရတော့ဘူး Not even fine. Yeah, I'll call you. โอเคဒီကောင်ဘာလို့ရက်သွားလဲမသိဘူးကျွန်တော်တက်လာအောင်ဒီကောင်တက်တာတော်တော်လေးခက်ရဟုတ်တယ်ဟိုအဲ့ကောင်ခုံလိုက်တာရကြောက်ဖို့အကောင်းဆုံးပါโอเคဆိုတော့နောက်ဆုံးပိုင်းကျမှသူကပြန်လဲမရဘူးပေါ့ Undercraft Okay oh broken seal သုံးခုရ Okay Okay ဒါဆိုတော့ကျွန်တော်လိုချင်နေတဲ့ Katana of finality လား Yo တော်တော်လေးတော့မိုက်တယ်လက်ကြီးပါပေါ်လာဟော finality oi chạy là
အဲ့လိုနဲ့ကျွန်တော် legendary weapon နှစ်ခုထည့်ရလိုက်တယ်ပေါ့နော်။လာဒါပေမဲ့ကျွန်တော်အရင်ကပြောရ legendary တကယ်အကြီးစား3ခုတည်းကတော့မဟုတ်ဘူးပေါ့။ပြီးလိုက်တာလား။နေသားဝတ်တယ် ဖြူဘာလဲဘယ်လိုလဲ ဟိုကွာဘယ်နားမှာလဲဟိုကြောက်ကွာ ဖြူက glitch ညာမဟုတ်ဘူးအာလီတော့ွားတာဒီလိုလေးอ่ะဘယ်ဖြစ်နေတာလဲဒီနားမှာကြားရကွာဒါလောက်ပါရှိရမလားအပေါ်မှာ ။အေး ဒါလေဒါတော့ထားရပေါ်နေလာပါချလိုက်တာပြပါကြ ။အာအေးဟုတ်တယ်ဟာ ပေါ်နေလာပါချလိုက်တာ ။ဟုတ်တယ်ဟာ ညက်လောက်ပါနင်းကညံ့ညံ့ ။အဲ့လိုနဲ့ server spawn point ကတော်တော်လေးတော့နည်းနည်းအချိန်ကြီးစိုးနေပေါ့နော်။အဲကျွန်တော်ရဲ့အဲနန်းတော်ဆောက်ခဲ့တဲ့ spawn point ကပိုဆိုးတယ်ဗျ။ Yeah. Like ဘာလို့လဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော် group chat ထဲမှာမပါရတဲ့သူတွေကဝင်လာတယ်ဝင်လာပြီးတော့တချို့တွေကတော့ပစ္စည်းယူသွားတာရှိတယ်ကျွန်တော်လည်းဘာလို့လဲတော့မသိပေမဲ့အဲ့ဒီအကြောင်းဆုံးတော့ကျွန်တော်ရဲ့ live stream မှာလာကြည့်ရတဲ့သူတွေအကုန်လုံးသိကြပါလိမ့်မယ်အဲ့ဒီကကျွန်တော်တစ်ခါအလောင်းလေးဆိုလိုက်တယ်ပေါ့နော်မလိုအပ်တဲ့သူတွေမဝင်အောင်လို့ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်စီတစ်ခါလာပြောပေါ့အဲ့မျိုးလုပ်လိုက်ပါလေကျွန်တော်စာပါအောင် yeah ဆိုတော့အဲ့ဒီမှာကွာကျွန်တော်တငယ်ချင်းကသူ့ရဲ့အိမ်ဆောက်တဲ့ပစ္စည်းပါသွားတော့ तू อ่ะတော်တော်လေးစိတ်ပြောက်သွား तू အဲ့ပစ္စည်းတော်တော်လေးရှာထားတာတော်တော်စိတ်ညစ်တယ်ဆိုပြီး तू ကလည်းသူ့နေရာနဲ့တက်တက်မှာအိမ်သွားဆောက်ဖို့လုပ်လိုက်တယ်အားနဲ့ကျွန်တော်ကလည်း spawn point ကနေထွက်လာပြီး spawn point နဲ့ဝေးလံတဲ့နေရာမှာသွားပြီးတော့နေလိုက်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒါပဲပိုကောင်းတယ်လေ yeah အားနဲ့ကျွန်တော်ရဲ့တကယ်ချင်းတယောက်နဲ့အတူတူထွက်လာခဲ့လိုက်ပါတယ် ကဲဘွားသစားမောင်ဘွားသစားပြီးတင်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 း ဟာ flame နဲ့ဝင်သွားပြန်ပြီကွာ flame ရဲ့ရင်ခွင်နဲ့မလာကြပါနဲ့အဲ့လိုနဲ့ကျွန်တော်တို့နေရာတနေရာအောင်နောက်ဆုံးတော့ရောက်ခဲ့လိုက်ပါတယ်